မျက်နှာလေးချိုးနေလို့ငါ့ပေါ်မှာရင်းနှီးတယ်ခင်မင်တယ်လို့သွားမတွက်လိုက်နဲ့နော်ကိုယ့်ကိုတတ်ချင်တဲ့လူကလည်းပြုံးနဲ့နေတာပဲပြောလို့မရဘူးလောကလူတွေဟာအပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့နှလုံးသားရဲ့ရှုပ်ဝဲချက်တွေအလွန်များတယ်စိတ်แท้ရှိတာတစ်မျိုးပြောတာတစ်မျိုးသိသိရခက်တယ်လို့အဲ့ဒီကန္တရကဆိုတဲ့ဆင်တတ်တဲ့ဆရာကြီးကမြတ်စွာဘုရားကိုလျှောက်ခဲ့တာအလွန်မှန်ကန်တယ်ပေါ့လောကလူတွေရဲ့နှလုံးသားအသိခက်တယ်အသိခက်သည့်အတွက်ကြောင့်လူတွေရဲ့ဇယိုက်ကိုကြည့်ပြီးပြောဖို့ဆိုဖို့ဆိုတာအလွန်ခဲနေတာပေါ့မြတ်စွာဘုရားကြတော့ထူးခြားတဲ့အသိဉာဏ်ကြီးဘုရားဖြစ်တဲ့အခါမှာရရှိထားဗုဒ္ဓစက္ခုလို့ခေါ်တယ်ဘုရားတို့ရဲ့မျက်လုံးနဲ့ကြည့်လိုက်ရင်တွင်းကိုဖောက်ပြီးတော့လူရဲ့နှလုံးသားထဲမှာထွင်းပြီးတော့မြင်နိုင်တယ်